မနောကံ၃မျိုးထဲမှာအလုံးသိနေကြတယ်အဘိဓါဆိုတာကြားဖို့နေကြတယ်အဘိဆိုတာရှေးရှုစာဆိုတာတွေးတာသူများပစ္စည်းကိုလိုချင်တဲ့စိတ်နဲ့တွေးတာသူများဟာကိုရချင်တဲ့အဘိဓါသို့တော့ဆိုလိုတာအဘိဓါဆိုတာသူများပစ္စည်းကိုလိုချင်တာမှအဘိဓါခေါ်တာမဟုတ်ဘူးနော်လောဘမှန်သမျှကိုလည်းအဘိဓါလို့ခေါ်ပါတယ်မဟာသတိပဋ္ဌာန်သုံးပါကြည့်လေကာယေကာယ ानु ပတိဝေရတိအာတပိသမ္ပဇာနောတတိမဝိနေယလောကေအဘိဓါတော်မနတံအဲ့မှလည်းအဘိဓါလို့သုံးလိုက်တယ်ဗျာဆိုဗျာအဲ့တော့အဘိဓါဆိုတာလောဘပဲလောဘဆိုတာလူချင်းစရာအာယုံပေါ်မှာကြံတွေးတတ်တဲ့လောဘလို့သူတို့ဆိုလို့တယ်ပေါ့နော်အဘိဓါဆိုတာလောဘကိုပြောတယ်လို့သူတို့မှတ်အဲ့ဒီနေရာမှာအထက်ကရာဆရာကအစဉ်လာရဖွင့်ဆိုချက်တွေကိုထုတ်ပြထားတယ်အဘိဓါဆိုတာဘယ်လိုဟာလဲဝိသမလောဘဆိုတာဘယ်လိုဟာလဲနော်အဘိဓါကတစ်ခုဝိသမလောဘတစ်ခုဒီနှစ်ခုကိုပေါင်းပြီးတော့လောဘတစ်ခုတည်းကိုပဲအဘိဓါလို့လည်းခေါ်တယ်ဝိသမလောဘလို့လည်းခေါ်တယ်ဝိသမလောဘဆိုတာတော့ဖမာတေရလည်းသုံးလေးရှိကြတယ်လေဝိသမလောဘဆိုတာသူများပစ္စည်းလိုချင်တာတွေကိုဝိသမလောဘလို့သုံးကြတယ်အဲ့တော့ထားအထက်ကရာရှင်းပြပုံကတော့ဘာလို့ဆိုအဘိဓါနဲ့ဝိသမလောဘထူးသလားဆိုရင်ပထမနည်းရတော့ပြောပြတယ်တက္ကဖန္တေသန္နရာကောအဘိဓါတဲ့ကိုပစ္စည်းကိုလိုချင်တာကြတော့အဘိဓါတဲ့ပရဗန္တေဝိသမလောဘောသူများပစ္စည်းလိုချင်တာကိုဝိသမလောဘလို့ဒီနှစ်ခုထူအောင်ကြံလိုက်တဲ့အခါလူဆိုတာလိုချင်တာနှစ်ခုရှိတယ်လေကိုယ့်ဟာကိုယ်လည်းလိုချင်တဲ့ဟာရှိတယ်ကိုယ့်ပစ္စည်းကိုတွေ့တာရှိတယ်သူများဟာကလိုချင်တာရှိတယ်နှစ်ခုရှိတယ်အဲဒါကြောင့်ကိုယ့်ပစ္စည်းကိုလိုချင်တာကြတော့အဘိဓါသူများပစ္စည်းလိုချင်တာကြတော့ဝိသမလောဘမမျှတာတဲ့လောဘလို့ဒီလိုဆိုလို့ရတယ်ပေါ့တခါနောက်တနည်းကျတော့ဘယ်လိုပြောတော့ဆိုသင်လျော်တဲ့နေရာမှာဖြစ်တဲ့လောဘသင်လျော်တဲ့နေရာဆိုတာတမန်အဖြစ်ဖြစ်လိဖြစ်တာရှိတဲ့လောဘလို့ဆိုလို့တယ်ကောင်းတာတွေ့ရင်ကြိုက်တယ်ဆိုတာလူတိုင်းပဲလေအဲ့လိုဖြစ်တဲ့ဖြစ်တိုက်တဲ့နေရာမှာလောဘဖြစ်လို့ရှိရင်အဘိဓါမဖြစ်တဲ့နေရာမှာဟိုကသူဘပစ္စည်းပေါ်ကြတော့မဖြစ်တဲ့ဘူးလေသူတို့ကတာမယာပေါ်မှာလည်းမဖြစ်တဲ့ဘူးလေအဲ့တော့ဖြစ်တဲ့နေရာမှာဖြစ်တဲ့လောဘသည်အဘိဓါမဖြစ်တဲ့နေရာမှာဖြစ်တဲ့လောဘသည်ဝိသမလောဘမမြတ်တဲ့လောဘလို့သူတို့ဆိုတယ်နောက်ဆုံးကျတော့ဆုံးဖြတ်ချက်ချလိုက်တယ်အေးလောဘဆိုတာပဲလောဘမှမကောင်းဘူးနှစ်ခုစလုံးဟာအဘိဓါလည်းလောဘပဲဝိသမလောဘလည်းလောဘပဲအဲ့တော့အဲ့လိုခွဲမနေနဲ့တော့တဲ့နော်လောဘကိုပင်လိုချင်စိတ်နဲ့ကြံတွေးတတ်သောကြောင့်အဘိဓါမြတ်တမှုကင်းသောကြောင့်ဝိသမလောဘကိုပဲဒီနာမည်နှမျိုးပေးလိုက်တာလို့ဆိုလို့တယ်လောဘဒီပင်လဲလိုချင်စရာအာယုံကိုကြံတွေးတတ်လို့အဘိဓါမြတ်တမှုကင်းသောကြောင့်ဝိသမဆိုလိုတာတော့အဘိဓါဝိသမလောဘဆိုတာဘာမှမထူဘူးလို့ဆိုလို့တယ်လောဘကိုပဲပြောတာကြည့်လိုက်တော့အဲ့တော့လူတွေရဲ့ယင်ထဲမှာဖြစ်တဲ့လောဘသည်ဘာလောဘဖြစ်စိတ်ရဲ့အညစ်အကြေးပဲဘာလောဘဖြစ်ဆိုကိုပစ္စည်းကိုလိုချင်တာပဲဖြစ်ကိုမိသားစုထဲမှာနော်ကိုအမျိုးသားကိုအမျိုးသမီးကိုနှစ်သက်မြတ်နိုးတာပဲဖြစ်ပေါ့ကိုဟာပဲဖြစ်ဘာပဲဖြစ်လောဘသူများဟာတော့နှစ်သက်တာပဲဖြစ်စီသူများပစ္စည်းလိုချင်တာပဲဖြစ်စီလိုချင်တာမှန်သမျှအဆိုးကြီးပဲလို့သူတို့ပြောတာပေါ့စိတ်ရဲ့အညစ်အကြေးပဲလောဘမှန်ရင်စိတ်ရဲ့အညစ်အကြေးပဲလို့သူတို့ဆိုလို့